အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယာမနွယ်နီကန်ဝင်းနဲ့ဆီယာမဖြိုးဖြိုးမြင့်တို့ရေးသားထားတဲ့ဦးပြောတဲ့ပညာပေးပုံမြင်များစာအုပ်ထဲကအသင်းဖွဲ့စိတ်ဆိုတဲ့ပုံမြင်လေးကိုမမကပြောပြပေးသွားပါမယ်ဒီအကြောင်းလေးကိုတော့ကာတွန်းတီဟစကန်တစ်ကတရုပ်ဖော်ပေးထားတာပဲဖြစ်ပါတယ်အသင်းအဖွဲ့စိတ်တခါတော့ကတရိတ်ဆန်လေးတွေနေတဲ့တောမှာဘောလုံးပြိုင်ပွဲရှိတဲ့ဝဝလေးတို့ဘောလုံးဖွဲကဘောလုံးပြိုင်ပွဲနှစ်တိုင်းဝင်ပြိုင်နေကြလေသူတို့အသင်းကပထမဆုအမြဲရနေကြပေါ့ဒီနှစ်ပြိုင်ပွဲမှာဂိုးအများဆုံးသွင်းနိုင်တဲ့သူကိုပြားရည်အိုးတိုးထပ်ဆုချမယ်လို့ကြေညာတယ်ဒီတော့ဝဝလေးတွေအားလုံးကအဲ့ဒီပြားရည်အိုးကိုလိုချင်ကြတာပေါ့ကွယ်ဘောလုံးပွဲစားတဲ့အခါဝဝလေးတွေဟာသူတို့စီဘောလုံးရောက်တာနဲ့တခြားသူတွေကိုမပေးပဲကိုယ်တိုင်ဂိုးသွင်းဖို့ပဲစူးစမ်းကြတော့တယ်စီကန်းချက်နဲ့မညီလို့ဒိုင်လူကြီးကဝီစီမှုတ်ပြီးတတိပေးလဲခ ्यू မဆိုင်ကြဘူးလေပွဲကြီးတဲ့သူတွေကဝဝလေးတွေဘလို့များကစားနေပါလဲလို့စဉ်းစားနေကြတာပေါ့ဝဝလေးတို့ကအဲ့ဒီလိုကစားနေတော့ပြိုင်ဘက်အသင်းကဂိုးတွေတကိုးပြီးတကိုးသွင်းပြီးအနိုင်ရသွားတယ်နှစ်တိုင်းဘောလုံးပွဲမှာပိုးဆွဲလာခဲ့တဲ့ဝဝလေးတို့အသင်းဟာအခုပွဲမှာတော့ရှုံးသွားတာပေါ့ကွယ်ဝဝလေးတွေလည်းအကောင်းဆုံးကစားခဲ့ပေမဲ့ဘာကြောင့်ရှုံးရလဲဆိုတာကိုနားမလည်နိုင်ဘူးဒီတော့နီးပြဆရာဦးဝဝကဝဝလေးတွေဟာအသင်းဖွဲ့စိတ်ဓာတ်မရှိပဲကိုသာဂိုးများဆုံးသွင်းနိုင်သူဖြစ်အောင်တကူကောင်းဆန်ခဲ့ကြလို့အခုလိုရှုံးခဲ့ရတာလို့ပြောပြလိုက်တယ်ဝဝလေးတွေလည်းပြားရည်အိုးလိုချင်တဲ့သူတို့ရဲ့လောဘကြောင့်အသင်းဖွဲ့စိတ်မထားပဲတကူကောင်းဆန်ခဲ့မိတာကိုအခုတော့နောင်နာရနေကြတာပေါ့ဒီရှုံးနိမ့်မှုကိုနမူနာယူပြီးနောက်နှစ်ဒီမှာတကူကောင်းဆန်ပြီးမကစားဖို့စီစီလုံးလုံးညီညီညွတ်ညွတ်ကစားကြဖို့ဝဝလေးတို့ဆုံးဖြတ်ချက်ချလိုက်ကြတဲ့ကွယ်ကဲဒီနေ့မှာတော့တသားမိမိတို့အတွက်အသင်းဖွဲ့စိတ်ဆိုတဲ့ပုံမြင်လေးကိုမမကပြောပြပေးခဲ့ရပဲဖြစ်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတွေအများကြီးပြပြပေးသွားအောင်မလို့မမတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ပေးပါအောင်နော် Facebook ကနေကြည့်ရှုတဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်